မင်္ဂလာပါခင်ဗျာ Movies Knowledge ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့တော့ Big Brother ဆိုတဲ့ action drama comedy ဇာတ်ကားကိုရှင်းပြသွားမှာပါကြည့်ရှုနေကြသူများအားလုံးကျမ်းပါပါစေ Henry ဟာ American စစ်တပ်မှာနှစ်အတော်ကြာတာဝန်ထမ်းဆောင်ပြီးတော့ Hong Kong ကိုပြန်လာပါတယ်ဆရာအလုပ်လုပ်ချင်တဲ့အတလားသူ့အရင်ကျောင်းဖြစ်တဲ့ Tech Chi Secondary School ကိုတွားရောက်လျှောက်ထားပါတယ်ကျောင်းအုပ်ကပင်ချာကြီးအတွေ့အကြုံမရှိတာကြောင့်စိုးရင်ပေမဲ့အထက်အရာရှိတူရဲ့ထောက်ခံစာကိုဖျားလိုက်တဲ့အခါအလုပ်ပေးလိုက်ပါတယ်သူ့ပေမဲ့သူ့ကိုပေးမဲ့အတန်းကတော့ကျောင်းထဲမှာအဆိုးဆုံးအတန်းဖြစ်တယ်လို့အကြောင်းကြားပါတယ်ပထမဆုံးနေ့မနက် Henry အတန်းနဲ့ဝန်ထွားတဲ့အခါအကီးဝါရှို့တွေးနေပါတယ်တချို့ကအိတ်နေတယ်တချို့တချင်းဆိုနေတယ်တချို့ game ကစားနေကြပြီးတချို့တော့ portable မီးဘိုးနဲ့ ramen ချက်နေကြပါတယ်ဆရာဝင်လာတာတော့လုံးဝမကယူဆိုင်ကြပါဘူး Henry ကတတိထားဖို့ကြိုးစားပေမဲ့သူ့ကိုမချားချင်အောင်စောင့်ကြပါတယ်အဲ့ဒီနောက်သူတို့လုပ်နေတဲ့အရာတွေကိုပဲလိုက်ပြီးမှတ်ချက်ပေးလိုက်ပါတယ်ramen ချက်နေတဲ့သူတွေကိုစားများလို့နည်းနည်းပဲစားဖို့ပြောပါတယ်ယူကလီလီတီးနေတဲ့ဇူဖာကိုတချင်းတီးပုံကူညီပေးပါတယ်ဂိမ်းကစားနေတဲ့ကလေးကိုလည်းမျက်စိကို screen ထိတာကြာရင် radiation ထိနိုင်တယ်လို့သတိပေးပါတယ်နောက်ဆုံးတော့ကျောင်းသားတွေ Henry ကိုစတင်နားထောင်လာကြပါတယ် Henry ကကိုယ်တိုင်မိတ်ဆက်ပြီးဘုတ်ပေါ်မှာသူ့နာမည်နဲ့ဖုန်းနံပါတ်ရေးတင်လိုက်ပါတယ်လေရေးမလာတာကြောင့်ကျောင်းသားတွေရီးကြပါတယ်တယောက်ကဖုန်းခေါ်ပြီးအတန်နဲ့ကထွက်သွားပါလို့ပြောပေမဲ့ Henry ကရီးပြီးမဂရုစိုက်ပါဘူးပြီးတော့ကျောင်းသားတွေပြန်ပြီးမလေးလနလူပြန်ကြပါတော့တယ်အဲ့ဒီအချိန်မှာစိတ်မရှိတော့တဲ့ Henry က rubber band နဲ့ chalk တုံးပြီးမိတဲ့ရေဖြန်းဆက်ကိုဖွင့်လိုက်ပါတယ်ရေမစိုးအောင်ကျောင်းသားအားလုံးပြေးလွှားသွားကြပြီးနောက်ဆုံးမှာ Henry ရဲ့အာရုံကိုအပြည့်အဝယူလာကြပါတယ်သူကအတန်းကိုတရွဝင်ကြိုဆိုလိုက်ပါတယ်အတန်းပြီးတဲ့အခါအစင်းနှိမ်ဆုံးကျောင်းသား9ယောက်ကအားကစားပစ္စည်းကန်းထဲမှာဆေးလိပ်တောင်းနေကြပါတယ်အဖွဲ့ခေါင်းဆောင် Jack ကအတန်းကောင်းတဲ့မိန်းကလေးတစ်ယောက်ကိုချစ်နေပါတယ်တူတက်ပုံကြည့်နေတာကိုတငယ်ချင်းတွေလှောင်ကြပါတယ်ဒီအဖွဲ့ဟာကျောင်းထဲကချမ်းသာတဲ့ basketball အသင်းနဲ့ရန်ရှိပါတယ် basketball အသင်းကလာပြီး Jack ကိုစင်းရဲလို့လှောင်ကြပါတယ်နောက်ပိုင်း basketball အသင်းလေ့ကျင့်နေချိန်မှာ Jack ကပလင်းတစ်လုံးကိုကွင်းထဲလွှဲလိုက်တာကြောင့်အသင်းခေါင်းဆောင်လဲသွားပါတယ်ဒီအတွက်သူတို့ကိုဆရာမ Miss Lian က detention ပေးပါတယ်ဒီကိုရှောင်ဖို့သူတို့ကဆရာမကိုလှိလိုက်ပြီးထွက်ပြေးသွားကြပါတယ်တစ်ဖက်မှာတော့ကျောင်းအုပ်ကပညာရေးပုတ်ကကျောင်းရဲ့အလုပ်ရည်နစ်မင်း20ရော့ချမယ်ဆိုတာကြောင့်စိတ်ပူနေပါတယ်စစ်ဆေးဖို့ဘုတ်ဝင်တွေလာတဲ့အချိန်နဲ့တပြိုင်နက် Henry အတန်းထဲဝင်လာပါတယ်ကျောင်းသားတွေကသူ့ကိုလှိလိုက်ဖို့ရေတဘူးထားပေမဲ့ Henry ကလျှံဆန်စွာတားနိုင်ပါတယ် Henry က Jack ရဲ့ဆေးလိပ်ပုံးကိုတောင်းယူပြီးဇူဖာကိုဆေးလိပ်ထဲမှာပါဝင်တဲ့အရာ3ခုဖြိုးခိုက်ပါတယ်မှန်ကန်စွာဖြေဆိုနိုင်တဲ့အတွက်ဇူဖာကိုဒီနေ့အတန်းမတက်ပဲသွားခွင့်ပေးလိုက်ပါတယ်အခြားကျောင်းသားတွေလည်းအတူတူလိုချင်ကြပါတယ်သို့ပေမဲ့ Henry ကဆေးလိပ်ရဲ့အန်ဒီယေကိုကိုယ်တိုင်စူးစမ်းလေ့လာစေပြီးလောင်းထဲမှာတာဘလို့စုပေါင်လာတဲ့ဆိုတာကိုရှင်းပြပါတယ်ဒီလိုနဲ့ပထမဆုံးအချိန်မှာကျောင်းသားတွေစိတ်ဝင်စားစွာနားထောင်လာကြပါတယ်နေ့လယ်စာအချိန်မှာ basketball အတင်းကောင်းဆောင်က Jack ရဲ့တငယ်ချင်း Bruce ကိုခြေနဲ့ထိုးလဲလိုက်ပါတယ်အဲ့ဒီကနေစကားများမိစားတော့ဆောင်ထဲမှာရမ်းဖြစ်ကြပါတယ်ဒီအတွက် Henry ရဲ့ကျောင်းသား9ယောက်ကိုခိရဆိုင်းလိုက်ပါတယ် Jack ကစီးကမ်းမမျှတဘူးလို့ပြောပြီးဒေါသထွက်နေပါတယ် Henry ကသူတို့9ယောက်ရဲ့ file တွေကိုစစ်ကြည့်တဲ့အခါဇူဖာဟာနိုင်ငံခြားမိဘသားဖြစ်လို့အမြဲခွဲခြားခံရတဲ့တချင်းဆိုချင်းသူဒီနန်ဟာတားလိုချင်းတဲ့အဖေကြောင့်အမြဲမျက်နှာမရတဲ့သမီးBruce နဲ့ Chris ဟာမိရင်ထွက်သွားပြီးအဖေအရက်သမားဖြစ်လာတဲ့မောင်နှမ2ယောက် Jack အကြောင်းတော့အချက်အလက်မတွေ့ပါဘူးနောက်ပိုင်း Jack က MMA လှုပ်ရှားတဲ့ဂျန်ယင်းအတွက်အလုပ်လုပ်ပြီးမကောင်းတဲ့အလုပ်တွေပါသွားပါတယ်အဆုံးမှာတော့ Henry ကသူ့ကျောင်းသားကိုကယ်ဖို့လာပြီး professional တိုက်ခိုက်သူတွေကိုအနိုင်ယူလိုက်ပါတယ်ဒီဖြစ်စဉ်က Henry ကျောင်းထဲမှာနာမည်ကြီးလာပြီးကျောင်းသားတွေကသူ့ကိုလေးစားလာကြပါတယ်သူပေမဲ့ Bruce ကမူရစ်ဈေးဆွဲလာပြီးစိတ်ကြယောဂါကြောင့်အဆောက်အဦပေါ်ကခုန်ချသွားပါတယ်မီဒီယာတွေကဒီဖြစ်ကို Henry နဲ့ကျောင်းပေါ်ဖြစ်ပြီးသူ့တင်ကြားခွင့်ကိုပိတ်လိုက်ပါတယ် Henry ထွက်သွားတဲ့အခါကျောင်းသားတွေအယမ်းဝမ်းနေကြပေမဲ့သူ့အတရစာကြိုးစားကြပါတယ်စာမိုးပွဲနေ့မှာဂျန်ယင်ကလှည့်လိုက်ဖို့ကြိုးစားပေမဲ့ Henry ကလာကဲပြီးသူနဲ့တိုက်ခိုက်ပါတယ်အဆုံးမှာတော့ဂျန်ယင်က Henry ရဲ့အရင်ပြမှုကြောင့်သူ့ဘဝပျက်စီးသွားတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ် Henry ကတောင်းပန်ပြီးတက်ရမယ်အခွင့်ရှိတယ်လဲမတက်ပဲထွက်သွားပါတယ်ကျောင်းသားတွေစာမိုးပွဲကိုအချင်းမီဖြေးဆိုနိုင်ပြီးအားလုံးအောင်မြင်ကြပါတယ် Bruce လည်းပြန်ကောင်းလာပြီးနောက်နှစ်စာမိုးပွဲဖြီးမယ်လို့ကတိပေးပါတယ်ကျောင်းကလည်းအလုပ်ရည်နစ်မင်း20ထပ်ရပြီး Henry ပြန်လဲဆရာလောက်ခွင့်ရပါတယ်နောက်ဆုံးမှာ Henry က
ကျောင်းသားအသစ်တူကိုထပ်ပြီးမိသက်ရေးချမ်းစာနီးနဲ့မိဆက်လိုက်ပါသေးလေကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုတွေပိုကြည့်ချင်တယ်ဆိုရင် subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးကြဦးကောင်ခင်ဗျာအခုလိုကြည့်ရှုပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ